အားလုံးပဲမင်္ဂလာပါဒီနေ့တောက်မှာတော့ဒါ bit burger ပါကဲဆွဲလိုက်တော့မယ်ချီယာalcohol 0.8ဒါသူရတာတော့ခတ်တက်လေကိုဆိုင်ငါဒီလာโอเคဒါဆိုဒီနေ့တော့ဒါပစ်ပါကပေါ့နောက်နေ့ကျရင်ပဲဘီယာနဲ့ထပ်တောက်ပြမလဲဆိုတာနောက်ဗီဒီယိုကျမှတွေ့ကြမယ်ကိုတော့လာဟောတလုံးကတော့နောက်နေ့မှတောက်တော့မယ်